တကယ်ပို့မယ်ဆိုတဲ့အတွက်လည်းအားလုံးရဲ့ကိုယ်စားကျမကကျွန်တော်တို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီမှာထိန်းသိမ်းထားတဲ့ကာလတစ်လျှောက်လုံးမှာအေးတက်တော်ကနေပြီးတော့ကျွန်တော်တို့မိသားစုဝင်တွေအားလုံးကိုလူမှုရေးစားဝတ်နေရေးနောက်တစ်ခါကျန်းမာရေးအဲ့ဒါတွေကိုလည်းအစအအရာလူတွေသိမရှိအောင်ထောက်ပံ့ပေးခဲ့ပြီးတော့တေချာကယူဆိုင်ပေးခဲ့တဲ့အတွက်မိသားစုဝင်တွေကိုစားကျမကအထူးပဲကျေးဇူးတင်တယ်လို့ပြောကြားချင်ပါတယ်နောက်တစ်ခုကျမတို့တွေကစိတ်သက်တွေအရန်ကြတဲ့ခါမှာကျမတို့ရှိတွေကိုလာပြီးအားပေးတဲ့ကိုကြီးတွေရှိတောင်းလို့စားခြင်းလို့လက်ဖက်နဲ့လို့ဒီလိုရဲ့နောက်တစ်ခါကျမတို့ကိုထိန်းသိမ်းပေးထားတဲ့ကြည့်ရှုပေးခဲ့တဲ့ဆရာမတွေပေါ့နော်အေးတက်တော်ရဲ့စစ်မင်ဆရာမတွေကအတော်ကြီးအမလေးလို့ကိုယ့်ရဲ့ညီမအရွယ်လို့ညီမအရွယ်လို့အမေရွယ်လို့အမေရွယ်လို့နဲ့ကောင်းကောင်းမွန်မွန်ယနေ့အထိစောင့်ရှောက်ပေးခဲ့တဲ့အတွက်ဆရာမတွေကိုလည်းကျမဒီနေရာနေကျမရဲ့မိသားစုဝင်ကိုစားကျေးဇူးအရန်တင်ပါတယ်လို့ပြောတတ်တင်ပါတယ်အားလုံးကိုအေးတက်တော်မှာရှိတဲ့ကြီးငယ်တွေကနေဟိုအောက်နဲ့ရဲဘော်စစ်မင်တွေအထိအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောတတ်တင်ပါတယ်